အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ဖုန်း IMEI နံပါတ်တွေမှတ်ပုံတင်ရမှာကြောင့်ကိုယ့်ရဲ့အချက်လက်တွေမလုံခြုံတော့မှစိုးရိမ်နေကြသူများအတွက်တင်ပေးရခြင်းဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ့်အချက်လေး၃ချက်ကိုသာဖုန်းထဲမှာပြင်ဆင်ထားလိုက်မယ်ဆိုရင်လုံးဝစိတ်ချလက်ချသုံးနိုင်မှာဖြစ်ပါတယ်ခင်ဗျာဖုန်း setting နဲ့ပတ်သက်ပြီးပြောပြချင်တာတွေကတော့အများကြီးပါဒါပေမဲ့တစ်ခါတည်းပြောပြလိုက်ရင်ရှုပ်သွားမှာဆိုလို့အကြောင်းအရာတစ်ခုချင်းအလိုက်ကိုပဲတင်ပေးသွားပါမယ်အခုကတော့ကိုယ့်ရဲ့အချက်လက်တွေမပေါက်ကြားဖို့လုံခြုံဖို့အရေးကြီးနေတာဖြစ်တဲ့အတွက်ဒီအကြောင်းအရာကိုအရင်ဝေမျှပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ဒီပညာဆိုင်ရာဒီ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင်ကျွန်တော်တင်ပြမျှကိုသိနိုင်ဖို့အတွက် subscribe လေးလုပ်ပြီးအားပေးခဲ့ပါဦးနော်ကဲဒါဆိုရင်စလိုက်ပါမယ်ခင်ဗျာလုံရမယ့်အချက်၃ချက်အနက်ကပထမဆုံးလုံရမယ့်တစ်ချက်ကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ရဲ့အချက်လက်တွေအခြားသူထံကိုမရောက်စေဖို့ဖြစ်ပါတယ်ကျွန်တော်တို့အများစုသုံးနေကြတဲ့ Google Chrome ကနေ setting လေးကိုပြင်ထားဖို့ဖြစ်ပါတယ် Google Chrome ကိုဖွင့်ပါမယ်ခင်ဗျာဖွင့်ပြီးပြီဆိုရင် setting ကိုသွားပါမယ်ဒီအပေါ်ဆုံးညာဘက်တောင်းမှာရှိတဲ့အဆက်ကလေး30ကိုကလစ်လိုက်ပါအဲ့ဟာတွေရှိပါတယ်โอเคsetting လေးကိုဖွင့်ပါမယ် setting ကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Google account ကိုဆက်ပြီးတော့နှိပ်ပါမယ်ကဲ Google account နေရာကိုနှိပ်ပါမယ် Google account ကိုနှိပ်ပြီးရင် data and privacy ဆိုတာကိုကျွန်တော်တို့အောက်မှာတွားကြည့်ပါမယ်မယ်ဆိုရင် personalization ဆိုတာလေးကိုတွားပါမယ်ခင်ဗျာဒီမှာကျွန်တော်ဝိုင်းပြပါမယ် personalization ကိုတွားပါမယ်ဒီနေရာမှာ what and activity ဆိုတာလေးကိုတွေ့ရပါမယ်ဒါမှာကျွန်တော်တို့ on နေလို့မဖြစ်ပါဘူးကိုယ့်ရဲ့เนาะဒီ website တွေ application တွေသုံးတဲ့အားဒီမှန်များကို Google ကအသိရှိနေမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က off ထားဖို့လိုပါတယ်ဒီမှာကျွန်တော်တို့ turn off ဆိုတဲ့နေရာလေးကို click ပေးလိုက်ပါ turn off ဆိုတာလေးကိုကျွန်တော်တို့ click လိုက်မယ်ပြီးတော့ turn off ဆိုတာလေးကို click ပါမယ်ခင်ဗျာโอเคဒါဆိုရင်ပိတ်လိုက်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ Google မှာသုံးနေတဲ့ web တွေ application တွေရဲ့လှူရှားမှုမှန်သမျှကို Google ကမသိအောင်ကျွန်တော်တို့ကပိတ်ထားလိုက်ပါပြီဒါပထမတစ်ဆင့်ဖြစ်ပါတယ်เนาะ Google Chrome ကနေတွားပြီးတော့ web and application activity ကိုပိတ်တာဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကိုကျွန်တော်ပြောပြပါမယ်ဒုတိယတစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ကျွန်တော်တို့ဘာမို့ဒီဖုန်းနဲ့ကိုကဘာတွေလုပ်နေလဲသုံးနေလဲဘာတွေပြောနေလဲနောက်ဆုံးဘာတွေကြည့်နေလဲဆိုတာကို Google ကအားလုံးသိနေတာကိုမသိအောင်လုပ်ဖို့ဥပမာကျွန်တော်တို့တခြင်းဗီဒီယိုလေးဆိုပါတော့เนาะ YouTube ကနေတခြင်းဗီဒီယိုလေးတစ်ပုဒ်ကိုကြည့်တယ်ဆိုရင်တခြင်းနဲ့ဗီဒီယိုနဲ့ပတ်သက်တခြင်းဗီဒီယိုနဲ့ပတ်သက်တာကြီးပဲတက်လာတယ်နောက်တခြင်းနဲ့တက်ဆိုင်တဲ့ကြော်ညာတွေတက်လာတာတွေ့ရမှာကြုံရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့လှူရှားမှုမှန်သမျှကို Google ကသိနေလို့ဖြစ်ပါတယ်အဲ့လိုမျိုး Google ကမသိစေချင်ဘူးဆိုရင်ကျွန်တော်တို့ဒီ setting လေးကိုလုပ်ထားဖို့လိုပါတယ်ဘယ်ကိုသွားမလဲကျွန်တော်တို့ဖုန်းရဲ့ setting ကိုအရင်ဆုံးသွားပါမယ်setting ကိုတွားပါမယ်ခင်ဗျာဒီ setting လေးကိုဖွင့်ပါမယ် setting ကိုဖွင့်ပြီးရင်အောက်မှာ Google ဆိုတာလေးရှိပါတယ်เนาะဒါဖုန်းတိုင်းမှာပါပါတယ် Google ကိုဖွင့်ပါမယ်အဲဒီကနေကျွန်တော်တို့ off service ဆိုတာလေးကိုတွားပါမယ် off service ဆိုတာရှိပါတယ် off service ဆိုတာလေးကိုကလစ်လိုက်ပါမယ်အဲဒီမှာအောက်ကနားလင်းနဲ့တွားလိုက်ပါ ADS ဆိုတာလေးကိုထပ်ပြီး click ရပါမယ်ဒီ ADS ပေါ့နော်ဒီ ADS ကို click ပါမယ်ကျွန်တော်တစ်စင်းချင်းဖြည်းဖြည်းချင်းတွားပေးပါမယ်ပြီးတဲ့အခါဒီမှာ delete advices ID ဆိုတာလေးကို click ပေးပါအဆင့်နေများတယ်လို့ထင်ရပါနဲ့လုပ်ကြည့်ပါမများပါဘူးခင်ဗျဒီအကြောင်းအရာတစ်ခုဆိုရင်3-4ခုပဲရှိပါတယ်အဆင့်လေးကเนาะdelete advice ID ကို click ပါမယ်ပြီးတဲ့အခါ
ခုအပြာရောင်လေးပေါ်နေတဲ့ delete advisory ID ဆိုတာလေးကို click ပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီဖုန်းမှာဘာတွေကြည့်နေတယ်ဘာတွေလုပ်နေတယ်ဆိုတဲ့အကို Google ကမသိတော့ဘူးပေါ့နော်တခြားနေရာကိုရောက်ဖို့အခွင့်အလမ်းနည်းသွားပါပြီဒီ ADS ဆိုတာလေးကို delete လုပ်ထားဖို့ဖြစ်ပါတယ်ဒါဆိုရင်ဒုတိယတစ်ချက်ပြီးသွားပါပြီနော်တတိယတစ်ချက်ကိုသွားပါမယ်တတိယအချက်ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ကိုကြီးကိုယ်တာအချက်လက်တွေဖြစ်ပါတယ်နော်ကိုရဲ့ကိုကြီးကိုယ်တာအချက်လက်တွေကိုshare လုပ်တဲ့နေရာကိုပိတ်ထားတာဖြစ်ပါတယ်ဒါဘယ်ကိုသွားမလဲဆိုရင်လည်းကျွန်တော်တို့က setting ကိုပဲခုန setting ကိုပဲသွားပါမယ်ဒီ setting ကိုသွားပါမယ် setting ကိုသွားပြီးရင် Google ကိုပဲသွားပါမယ်ကဲ Google ကိုသွားပါမယ်ညလိုပဲ all services ဆိုတာလေးကို click ပါမယ်အမှအောက်ကိုကြည့်လိုက်ပါ personalized usage share data ဆိုတာလေးတွေ့ရမယ်ကဲဒီမှာ personalized usage share data ပေါ့နော်ဒါကျွန်တော်တို့ကိုကြီးအချက်လက်တွေကို share လုပ်တယ်တဲ့ဖို့တဲ့နေရာပေါ့ဒါလေးကိုကျွန်တော်တို့ click ပါမယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့ Google တို့ Map တို့ Gmail တို့ဒါတွေကိုကျွန်တော်တို့ off ထားဖို့ပြောပါတယ်အခုအနေထားကတော့ on နေတာဖြစ်တယ်ဒါကိုကျွန်တော်တို့က off ပေးထားမယ်ဒါလည်း off မယ် Gmail လည်း off မယ်အကုန်လုံးကိုကျွန်တော်တို့ဒါလေးတွေကို off ပေးထားဖို့လိုပါတယ်เนาะဒါဆိုရင်ကျွန်တော်ဝေမျှပေးတာအချက်3ချက်ဖြစ်သွားပါပြီเนาะပထမဆုံးတစ်ချက်ကတော့ Google Chrome က setting လေးကိုပြင်ထားတာဖြစ်ပါတယ်เนาะဒုတိယတစ်ချက်ကတော့ setting တွေက Google မှာပါတဲ့ကျွန်တော်တို့ဒီကြော်ညာတွေတက်တယ်ကိုယ့်ရဲ့လှုပ်ရှားမှုမှန်များကို YouTube ကသိနိုင်တဲ့ advisory ADS ကနေပြီးတော့ advisory ID ကို delete လုပ်ထားတာဖြစ်ပါတယ်เนาะတတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေလုံခြုံမှုအတွက်တခြားနေရာကိုမရောက်ဖို့အတွက် setting ရတယ် Google all service personalized usage share data တွေ data မှာပေါ်နေတဲ့ဟာတွေကို off ထားဖို့ဖြစ်ပါတယ်ဒါဆိုရင် miss video လောက်တက်ပြီထင်ပါတယ်တကယ်လို့များမရှင်းလင်းဘူးဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုပြန်ကြည့်မယ်ပြီးတော့မသိရချင်းလောက်တဲ့အခါအခက်အခဲရှိရင် comment မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးတော့လည်းအားပေးခဲ့ပါဦးခင်ဗျာနောက်ထပ်အားလုံးကိုဒီဆွေတို့ဒီလင်းတိတိုက်တဲ့အကျိုးတစ်ခုခုရှိနေမဲ့ဗီဒီယိုလေးတွေကျွန်တော်နောက်ထပ်လည်းဆက်လက်ဝေမျှပေးသွားပါဦးမယ်။ဒါရောက်လီလာအားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။